ဥပောချစ်နဲ့အံ့ဖွယ်မျိုးစေ့များတခါကရွာကလေးတစ်ရွာမှာဥပောချစ်ဆိုတဲ့လူတစ်ယောက်ရှိတယ်။သူကအလုပ်လုပ်ရမှထက်အေးအေးဆေးဆေးနေရတာကိုပိုကြိုက်တဲ့သူပေါ့။ဒီနေ့မှာတော့ဥပောချစ်ဟာလမ်းဘေးမှာဟောင်းငှက်နေတဲ့မျိုးစေ့ထုတ်လေးတစ်ထုပ်ကိုကောက်ရလိုက်တယ်။ဒီမျိုးစေ့တွေကိုစိုက်ရင်ငါတော့ပင်ပန်းအလုံးမလုံးပဲနဲ့အတီးနှံတွေအများကြီးရတော့မှာပဲလို့သူကဝမ်းသာအားရတွေးလိုက်မိတယ်။ဥပောချစ်ရဲ့အိမ်ဘေးမှာတော့မောင်တစ်ဆိုတဲ့လူငယ်လေးတစ်ယောက်ရှိတယ်။မောင်တစ်ကတော့အလွန်အလုပ်စူးစမ်းသူပါ။သူကနေတိုင်းသူ့ရဲ့ခြံထဲမှာမြေတူးပေါင်းတင်နဲ့လှုပ်ရှုပ်နေလေးရှိတယ်။နေပူထဲမှာချွေးတွေစုံနေပေမဲ့မောင်တစ်ကတော့ပြုံးရွှင်နဲ့အပင်တွေကိုပြုစုနေတာပေါ့။ဥပောချစ်ကမောင်တစ်ကိုလှမ်းကြည့်ပြီးဟေ့မောင်တစ်မင်းကလည်းပင်ပန်းလုပ်နေတာပဲ။နောက်မှာတော့အံ့ဖွယ်မျိုးစေ့တွေရှိတယ်။ဒါတွေကိုစိုက်ထားရင်ရေလဲလောင်းစရာမလိုပေါင်းလဲတင်စရာမလိုပဲအလိုအသီးတွေတီးလာမှာမလို့ကြွားလိုက်တယ်။မောင်တစ်ကတော့ပြုံးပြီးဦးလေးရဲ့အပင်ဆိုတာဂယုစိုက်မှရှင်တန်တာပါလို့ပြန်ပြောလိုက်တယ်။ဥပောချစ်ဟာသူ့ရဲ့မျိုးစေ့တွေကိုမြေကြီးထဲမှာဒီတိုင်းပစ်ထည့်လိုက်တယ်။ပြီးတော့ရေလဲမလောင်းမြေလဲမစွပဲအိမ်ရှိကညောင်ပင်ရိပ်အောက်မှာသွားပြီးအိပ်ပျော်နေတော့တာပေါ့။မနှက်ဖြန်ဆိုရင်တော့အပင်တွေအကြီးပေါက်လာတော့မှာပဲလို့အိမ်မက်ရောင်ရင်ပြောနေသေးတယ်။မောင်တစ်ကတော့နေပူထဲမှာပဲသူ့အပင်လေးတွေကိုတစိုက်မတ်ရေလောင်းနေတယ်။သူကအပင်လေးတွေတပင်ချင်းစီကိုကျဉ်လာနဲ့ကြည့်ပြီးမြန်ကြီးကြပါစေလို့ဆုတောင်းပေးနေတာပေါ့။မောင်တစ်ရဲ့အပင်လေးတွေကတော့ဆိုပြနဲ့ရှိနေကြတယ်။ရက်နှင်းငယ်ကြာသွားတဲ့အခါမှာတော့မောင်တစ်ရဲ့ခြံထဲမှာအစိမ်းရောင်အပင်လေးတွေဟာဝေစာလို့နေပြီးဒါပေမဲ့ဥပောချစ်ရဲ့ခြံထဲမှာတော့ဘာပင်မှပေါက်မလာပဲဖုံတွေနဲ့ခြောက်တွေ့နေတော့မယ်။ဥပောချစ်ကငါရဲ့အံ့ဖွယ်မျိုးစေ့တွေကဘာလို့မပေါက်သေးတာလဲဆိုပြီးစိတ်ပြက်လက်ပြက်ဖြစ်နေတယ်။ဥပောချစ်ကအကြံတစ်ခုရသွားတယ်။ဒီမျိုးစေ့တွေကတချင်းနားထောင်ခြင်းလို့ဖြစ်မယ်ဆိုပြီးမြေကြီးနားကိုကပ်ပြီးတချင်းတွေဆိုပြတော့တာပေါ့။ကခုံပြီးတော့လဲဖြောပြေးပေးသေးတယ်။ဒါပေမဲ့မြေကြီးရဲ့ကတော့ဘာပင်မှထွက်မလာခဲ့ပါဘူး။မောင်တစ်ရဲ့ခြံထဲမှာတော့အခုဆိုရင်လှပတဲ့ဖယုံသီးကြီးတွေခရမ်းသီးတွေဝေစာနေပြီးမောင်တစ်ကအသီးတွေကိုခူးပြီးချင်းနဲ့ထည့်နေတယ်။သူ့ရဲ့ကြိုးစားမှုကြောင့်အခုဆိုရင်စားစရာတွေအများကြီးရနေပြီပေါ့။ဥပောချစ်ဟာဗိုက်စာနဲ့မောင်တစ်စီကိုရောက်လာတယ်။မောင်တစ်ရာငါရဲ့အံ့ဖွယ်မျိုးစေ့တွေကတော့ဘာမှမသိဘူး။မင်းပင်တွေကတော့တိတ်လာတာပဲ။ငါ့ကိုနီးလန်းလေးတင်ပေးပါအောင်လို့တောင်းပန်လိုက်တယ်။မောင်တစ်ကဦးလေးအလုံးမလုံးပဲနဲ့တော့ဘာမှရလာမှာမဟုတ်ဘူး။ရေလောင်းပေါင်းတင်မှအပင်ကအတီးပေးတာပါလို့ရှင်းပြလိုက်တယ်။အဲ့ဒီနေ့ကစပြီးဥပောချစ်ဟာအပြေးမကြီးတော့ပဲမောင်တစ်နဲ့အတူအလုပ်စူးစမ်းတော့တယ်။အခုဆိုရင်ဥပောချစ်ရဲ့ခြံထဲမှာလည်းလှပတဲ့ပန်းပင်လေးတွေပေါက်နေပြီပေါ့။စူးစမ်းမှအောင်မြင်မယ်ဆိုတဲ့သင်ခန်းစာကိုဥပောချစ်တစ်သက်လုံးမှတ်သွားပါတော့တယ်။